လက်ချိုးပြီးလိုက်ဆိုတာနောက်ကပြိဿကြီးအားလုံးစိတ်ကြောင်းနဲ့နှထိုင်ထမ်းတက်တဲ့နှထိုင်တကြီးနှထိုင်တို့တို့လေးပြောတဲ့လူနှထိုင်ဒါမှမိတော့မှာပဲဘယ်နဲ့ငိမ်ကုန်လေးမှမသိဘူးပြောတော့နှထိုင်၃ယောက်စိတ်ကြောင်းနဲ့နှထိုင်ထမ်းတက်တဲ့နှထိုင်တကြီးနှထိုင်ဘာလဲသနှပ်ပြစ်တယ်ရှိကပြောထိုင်ရှိကမဆိုလို့ထိုင်နဲ့ချားတယ်ချားပါတော့လေနှထိုင်၃ယောက်စိတ်ကြောင်းနဲ့နှထိုင်ကစိတ်ကြောင်းရဲ့စိတ်တွေပြောင်းတော့ထမ်းမေမောကနှထိုင်ကိုလမ်းမေးပြောထမ်းမေမောကလူခမည်းကတော့အမြင့်ကနေလို့ကျုပ်စိတ်တွေမြင်မှာပါခမည်းမြင်ရင်လည်းညွန့်လိုက်ပါပြလိုက်စမ်းပါခမည်းထမ်းမေမောကလည်းနှထိုင်ဆိုတော့ကြားချင်းရကြားတာပေါ့စိတ်မေးတယ်မထင်ဘူးသူထမ်းမင်းနေမေးတာမှတ်အာမဟောဒီညွန့်မဲထမ်းဒါကျုပ်ရောက်ခမထမ်းကျုပ်ထမ်းကြီးပဲတဲ့သူကပြောလိုက်လက်ညှိုးထိုးပြီးထမ်းမင်းနေပြလိုက်တော့အောက်ကစိတ်ကြောင်းနဲ့နှထိုင်ကလည်းနှထိုင်ဆိုတော့သူကြားချင်းရကြားအော်ငါစိတ်တွေဟိုမှာရှိတယ်လို့လက်ညှိုးလိုက်တာပဲဆိုပြီးရှောက်ကြည့်တော့ကံအားလျော့စွာစိတ်တွေကတွေးအော်အတော်ကျေးဇူးကြီးတယ်ထမ်းမင်းမောကလူသူပြလို့ငါစိတ်တွေတွေးစိတ်ကြိုးလေးတကောင်တော့လက်ဆောင်ပေးတာကောင်းအကောင်းတော့ပေးလို့မဖြစ်ဘူးစိတ်ကြိုးလေးတကောင်လက်ဆောင်ပေးထမ်းမင်းနာစိတ်ကြိုးလေးပွေသွားတယ်ရောထမ်းမင်းမောကလူဆင်းခဲ့တော့မှခင်ဗျပြလို့ကျုပ်စိတ်တွေတွေ့လို့ကျေးဇူးကြီးပါတော့ကြောင့်ကျုပ်စိတ်ကြိုးလေးတကောင်လက်ဆောင်ပေးပါတယ်ခင်ဗျာလို့ထမ်းမင်းချင်ရင်ချလိုက်တော့စိတ်ကအကျိုးလေးဆိုတော့ပုံလဲသွားအဲ့ဒါထမ်းမင်းပေါ်ကလူကသူ့ဆွဆွဲတယ်တဲ့ခင်ဗျာကျုပ်မခေါ်နဲ့တဲ့ခင်ဗျာစိတ်ကျုပ်ခွင့်မကဘူးကျုပ်ခွင့်ထမ်းမချင်ရင်အဲ့ဒါထိုင်းနေဆိုတော့ကြားချင်းရကြားမလို့ခြင်းဘူးမလို့ပါနဲ့ဗျဆင်းနေစမ်းပါအော်ကျုပ်ခွင့်မကဘူးဆိုနေမဆင်းဘူးပြောချင်းရပြောကြားချင်းရကြားပြီးတော့ဆင်းနေသားမှာခမရဇွတ်ခေါ်တော့ခမရကြောက်ပါပြုလို့ဒီလောက်ထိအောင်ဆွဆွဲရတာတော့ဆိုဆင်းလာတယောက်နဲ့တယောက်စကားများမကြားဘူးမကြားဘဲနဲ့တကြီးအိမ်ရောက်သွားတယ်အဲ့ဒီအမှုတကြီးကလည်းနှထိုင်ကိုတကြီးကလည်းနှထိုင်တရားနာပြေးတာမိမနဲ့ကွာထားတာလည်းသိမကြသေးဘူးသိမကြသေးတော့တကြီးအိမ်ရောက်တော့တကြီးမရဲ့ပြောသားမအောင်ကျေးဇူးကြီးလုံးလို့စိတ်ကြိုးလေးတစ်စောင်တကောင်ကိုလက်ဆောင်ပေးတာအာနာလို့ထင်ပါရဲ့မယူခြင်းမူးခြင်းနေတဲ့ယူအောင်ပြောပေးသားမှာခင်ဗျဟုတ်ကလည်းဘာဆိုင်တော့ကျုပ်ခွင့်မကြိုက်ဘူးသူစိတ်ပဲအကျိုးတော့မှမသိဘူးပြောကြတာကိုပြောတာတော့အော်ကြီးဖြစ်ကျယ်ပြောတာပဲသို့တော်လည်းမိမနဲ့ကွာထားတာသိမကြသေးတဲ့တကြီးကတိုးပြောတယ်ထင်ပြီးတော့ဟေးမင်းတို့ငါ့အိမ်ရှင်းလာပြီးတိုးနဲ့မင်းတို့ပဲလို့နားချဒီမိမငါတစ်သက်လုံးပြန်ပေါဘူးကွာ